တိုက်ဆောက်ဖို့အတွက် PE company ရှာနေပါလားခင်ဗျာကျွန်တော်ရဲ့ Mao Family Company ရှိပါတယ်ခင်ဗျာဒါကျွန်တော် company ကနေပြီးတော့မှဆောက်လုပ်ပေးခဲ့တဲ့ building တွေကိုကျွန်တော်အနေနဲ့ပြသချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါလေးကတော့ private ကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ company ကနေပြီးတော့မှစောက်ခဲ့တဲ့ကြောင်းရင်းဖြစ်တယ်လုံးချင်းတွေလည်းကျွန်တော်တို့စောက်ပြီးရယ် Global Solution လည်းကျွန်တော်တို့ဒါ hotel တွေအများကြီးစောက်ပြီးထားတာဖြစ်ပါတယ် foundation ခိုင်ခိုင်နဲ့ landscaping တွေကို decoration တွေကိုအကုန်လုံးကောင်းမွန်အောင်ပြည့်စုံအောင်စောက်ပြီးခဲ့တာဖြစ်ပါတယ်မန္တလေးဘက်ဒီမှာလည်းကျွန်တော်တို့လုံးချင်းတွေအများကြီးစောက်ပြီးခဲ့တယ်ရှမ်းပြည်မှာလည်းကျွန်တော်တို့စောက်ပြီးခဲ့ပါတယ်နေရအနှံ့ပေါ့နော်မြန်မာနိုင်ငံတော်တော်များများနေရအနှံ့မှာကျွန်တော်တို့လုံးချင်းတွေအများကြီးစောက်ပြီးခဲ့တာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လုံးချင်းတွေအပြင်ပေါ့နော်ကျွန်တော်တို့ဒါ ace space အနေနဲ့လည်းကျွန်တော်တို့ရုံနေပါစောက်ပြီးခဲ့တယ်ကျွန်တော်တို့တိုက်တစ်ခုစောက်ပြီးဆိုလို့ရှိရင်ပေါ့နော် interior ကိုပါကျွန်တော်တို့တာဝန်ယူခဲ့ခြင်းတွေလည်းအများကြီးရှိခဲ့ပါတယ်ပါကီခင်းခြင်းceiling work တွေအကုန်လုံးပေါ့နော်ကျွန်တော်တို့ကနေပြီးတော့မှအများကြီးတာဝန်ယူပြီးတော့မှစောက်လုပ်ပြီးတော့မှပြင်ဆင်ပေးခဲ့တဲ့အဆောက်အဦတွေအများကြီးရှိခဲ့ပါတယ်ခင်ဗျာရေချိုးခန်းတွေအိမ်သားတွေလေကားတွေအစားအကုန်လုံးပေါ့နော်ကျွန်တော်တို့တေချာလေးကိုအစားအနေအဆုံးထိကျွန်တော်တို့ကိုယ်တိုင် decoration တွေအားလုံးအလုပ်ပေးခဲ့ပါတယ်လွန်ခဲ့တဲ့15နှစ်လောက်ကတည်းကနေပြီးတော့မှ PE လုပ်ငန်းကိုပဲတစ်စိုက်မှန်မှန်နဲ့လုပ်လာခဲ့တာဖြစ်ပါတယ်ကျွန်တော်တို့ကုမ္ပဏီကနေပြီးတော့မှဆောက်လုပ်ပေးခဲ့တာတွေကတော့ကျွန်တော်တို့တွေဒါလုံးချင်းတွေစောက်တယ်ဟိုတယ်တွေစောက်တယ်အထက်အမြင့်လဲစောက်တယ်ကိုရောင်တွေလဲစောက်ပေးလျက်ရှိနေပါတယ်ဗျတဘာဝဘေးအန္တရာယ်ကြုံတွေ့လာတဲ့အချိန်မှာတော့မှဒီ company ကနေပြီးတော့မှစောက်ပေးထားတယ်ကျွန်တော်လေးဘက်မှာရှိတယ်ပေါ့နော်ဆိုလို့ရှိရင်အဲ့လိုမျိုးဒါ data တွေမှာတော့မှကျွန်တော်တို့ company ကနေပြီးတော့မှစောက်ပေးခဲ့ building တွေကိုပြန်ပြီးတော့မှသွားပြီးလေ့လာကြည့်ကြည့်ရဲ့အချိန်မှာပေါ့နော်ဒါပြိုလဲပြင်ဆင်မှုတွေဘာမှမရှိခဲ့တာကိုတွေ့ရပါတယ်ခင်ဗျကျွန်တော်တို့ company နဲ့ contract ချုပ်တဲ့နေရာမှာဆိုလို့ရှိရင်လည်းပေါ့နော်ကျွန်တော်တို့ဘက်ကနေပြီးတော့မှဒါအသေးစိတ်ကျွန်တော်တို့က contract ထဲမှာထည့်ပြီးတော့မှချုပ်ပေးရဖြစ်ပါတယ်ခင်ဗျ for example ပေါ့နော်ဘယ်လိုမျိုးလေးလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဘက်ကနေပြီးတော့မှဒါမီဂျိုလေးတကြိုးကအစားပေါ့နော်ကျွန်တော်တို့ကဘယ်လောက် site သုံးတာအစားကိုဒီ contract ထဲမှာအကုန်လုံးထည့်ပြီးတော့မှချုပ်ပေးရဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါဒီ company လေးရလည်းပေါ့နော်ဒါကျွန်တော်ကိုယ်တိုင်ဒါဦးစီးနေတဲ့ company ဖြစ်ပါတယ်တို့ကြောင့်ပေါ့နော်ဒါအကုန်လုံးယုံကြည်စိတ်ချစွာနဲ့ဒါဆောက်လုပ်လို့ရပါတယ်လို့ကျွန်တော်အနေနဲ့ကနေပြီးတော့မှကန့်လန့်ချင်ပါတယ်ခင်ဗျာ